ဒီလူတွေကအလျှို့ဝှက်အလုပ်ရုံတွေမှာပစွန်အတုလုပ်တဲ့အလုပ်သမားတွေပါအခုမြင်တွေ့နေရတာကတော့ပစွန်အတုထုတ်လုပ်တဲ့အလုပ်ရုံတွေကိုတာဝန်ရှိသူတွေဝင်ရောက်ဖမ်းဆီးနေရပါကျမတို့အရှိတောင်အာရှနိုင်ငံအများစုဟာတရုတ်ထုတ်ကုန်နဲ့မကင်းကြသလိုကောင်းတဲ့ထုတ်ကုန်ရှိသလိုအတူပါနဲ့အရှိသွေးနှိမ့်တဲ့ထုတ်ကုန်တွေလည်းများစွာပါဝင်နေပါတယ်ဒီနေ့တင်ဆက်ပေးချင်တာကတော့အစားအသောက်ကုန်လုပ်ငန်းနဲ့ဆက်ဆက်နေတဲ့အကြောင်းအရာလေးတစ်ခုပဲဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့အရှိတောင်အာရှဈေးကွက်မှာဖြန့်ချီနေတဲ့ဗီယက်နမ်မှာထုတ်လုပ်ဖြန့်ဖြူးနေတဲ့အန္တရာယ်များတဲ့ပစွန်အတုတွေအကြောင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပစွန်အတုတွေကိုဘယ်လိုထုတ်လုပ်နေကြသလဲဘယ်သူကထုတ်လုပ်ပြီးစားသုံးသူဈေးကွက်တွေဘယ်လိုဖြန့်ဖြူးနေကြသလဲသိရအောင်ဗီဒီယိုကိုအဆုံးထိကြည့်ကြရအောင်ပါနော်မြန်မာနိုင်ငံရဲ့စားတောက်ကုန်လုပ်ငန်းတွေဆိုရင်မတန်ရှင်းတာတွေပစ္စည်းအတူပတွေအပေါ်စားတွေဈေးကွက်ထဲမှာအများပြားရောက်ရှိနေရပါ။များသောအားဖြင့်တော့ငါးတွေပစွန်တွေကအတူလုပ်လို့မရဘူးလို့အကုန်လုံးသိထားကြတာပါ။အဲ့ဒါက2018လောက်ထိပဲမှန်ပါတယ်။ပင်လေမြင့်နဲ့ချောင်းတွေကငါးတွေရေတဘာတွေကလက်ဆက်မနေရင်ပုတ်တက်တာမလို့ရဲကြံဆိုရင်တော့ထားလို့မရတတ်ပါဘူး။ရောင်းတဲ့ဈေးသက်တွေအနေနဲ့ရဲကြံအသားငါးတွေကိုရေခဲတွေကြားထဲမှာအေးခဲထားမှသာထိမ့်သိမ့်လို့ရပါတယ်။ခင်မီတိုတက်မှုရဲ့ဆိုကြအနေနဲ့ဤပညာမြင်မာလာတဲ့အချိန်မှာအဲ့ဒါတွေကိုအကုန်ဖြည့်ရှင်းလို့ရတော့ပါပြီပြိသက်ကြီးရှင်။အတူလုံးလို့ရတာမှန်သမျှကိုအတူလုံးလာကြတယ်။ပုတ်တိုးလွယ်တဲ့အသားတွေကိုတော့ဤပညာနဲ့တက်ခွဲကမ်းမှာထားလို့လာနိုင်ပြီဖြစ်ပါတယ်။ဒီကနေ့ပေါ်ပေါက်လာတဲ့အတူပါကတော့အရသာရှိလာတဲ့ပစွန်အတူတွေပါတဲ့ကျမတို့ဘဝမှာဘယ်တော့မှအတူမရှိလာဘူးထင်တဲ့ပစွန်အတူတွေကအခုဆိုရင်ဈေးကွက်တွေကိုရောက်နေကြပါပြီ။အဲ့ဒီပစွန်တွေရဲ့အကြောင်းကိုပြောရရင်တော့အတူလုပ်တဲ့အသားလုံးတွေရဲ့လုပ်ငန်းနဲ့ဆက်ဆက်နေပါတယ်။စက်ရုံတွေမှာလူအင်အားသုံးပြီးများများထုတ်လုပ်တာဖြစ်တဲ့အပြင်ကျန်းမာရေးနဲ့လုံးဝမသင့်တော့ပါဘူး။ပစွန်အတူကိုဘာနဲ့လုပ်လဲဆိုရင်တော့တာကူမုံနဲ့ကော်မုတ်ကိုပြစ်နေအောင်ခဲပြီးတော့အေးခန့်ပြီးရင်ဈေးရပစွန်အပုတ်တွေနဲ့ရောကျိတ်ပြီးပုံစံရိုက်ပြန်ထုတ်ကြတယ်။ကျမတို့စားနေကြပစွန်အစ်စ်နဲ့လုံးဝချွတ်ဆွတ်တူအောင်ပစွန်ရဲ့အခွန်ကိုလည်းပလတ်စတစ်အပားနဲ့ပုံစံမျိုးမျိုးအရွယ်စားမျိုးမျိုးထုတ်လုပ်ထားတယ်။ထုတ်လုပ်ပြီးပစွန်အခွန်တွေကိုချက်ထားတဲ့ပစွန်အသားတူတွေကိုစေးတိုးအပ်နဲ့ထိုးထည့်ပုံသင်းလိုက်တော့ကျမတို့စားနေကြပစွန်တုပ်တွေနဲ့လုံးဝခွဲမရအောင်ပုံစံတူသွားပါတယ်။စားမိတဲ့သူတွေအနေနဲ့လည်းအစာရင်ကင်ဆာ၊ဥကင်ဆာ၊ရှာကင်ဆာနဲ့ကိုတွင်းကလိဆာတွေကိုများစွာထိခိုက်စေမှာဖြစ်ကြောင်းတာဝန်ရှိသူတွေကဆိုပါတယ်။ဒါအဝယ်စားမိရဲ့ပြည်သူတယောက်ကသိလို့အားလုံးသိအောင်အခုလိုပြန်မျှဝေပေးထားပါဈေးမှာတွေ့ရအခွန်ချုပ်ပြီးသားလေးပဲအရှောင်လေးလဲလက်တောင်မလို့ဝယ်လာလိုက်တယ်ဝယ်လာတော့ကတော့အကောင်းပါပဲအိမ်ပြန်ရောက်တဲ့အချိန်မှာမလုပ်ဖြစ်သေးဘူးဆိုပြီးရေခဲတက်တာတွေထည့်ထားလိုက်တယ်ချက်တော့မယ်ဆိုပြီးထုတ်လာလိုက်တဲ့အချိန်မှာတော့ပစွန်တကောင်ပဲမူလရွယ်တိုင်းကျန်ခဲ့ပြီးကျန်တဲ့ပစွန်တွေကသေးပြီးကြုံကုန်တယ်ပြီးတော့အယောင်လဲပြောင်းသွားသလိုရာဘာတုံးလိုမျိုးတွေဖြစ်သွားတယ်ဝယ်လာတဲ့ထက်မှာပစွန်တကောင်ကတော့အစ်စ်ဖြစ်ပြီးကျန်တာကတော့အတူတွေပါလို့တင်ထားပါတယ်ပစွန်အတူတွေကိုထုတ်လုပ်တဲ့လုပ်ငန်းတချို့လည်းအာဏာပိုင်တွေကဝင်ရောက်ရှောက်ပြီးဖမ်းဆီးမိခဲ့တယ်အပွားပြောပြခဲ့တယ်လို့ပစွန်ပိတ်တာချိန်နဲ့ဝယ်လိုက်ပါတယ်ပြီးတော့ပစွန်အသားတွေကိုတက်တက်ဖဲအခွန်တွေနဲ့အကောင်အပုတ်အပဲ့သုံးမရတာတွေနဲ့
ကော်မောင်နေတာရှေခန့်စီရင်းကြုံမုံကိုလျှော်ပြီးတော့အနှစ်ပြောင်လုပ်ကြပါတယ်။တချို့ဆိုရင်ပလတ်စတစ်တောင်ထည့်တယ်လို့သိရပါတယ်။ပဇွန်အနက်မွေးစေဖို့လဲဆက်ပြလို့အရာမျိုးနဲ့ပဇွန်ခွန်တွေကနန်းခွန်တွေကိုစိတ်ပြီးတော့ထုတ်လုပ်ထားတယ်။ပဇွန်အတုထုတ်လုပ်ရေးကိုဝင်ဖန်းစီရဲ့ရှဲတွေကစံသက်ကြည့်ခဲ့ပါတယ်။မီးနဲ့ရှို့ရင်ညှော်နှံ့တွေထွက်ပြီးတော့ဘာအရသာဘာအနှံ့မှမရှိပဲဖော်မလင်အနှံ့သာထွက်နေရဲ့ပဇွန်ပုံတူလေးတွေပဲဖြတ်ပါတယ်။ဖော်မလင်ဆိုတာကတော့လူသေးတွေအကောင်သေးတွေကိုမပုံမတိုးအောင်တာရှည်ကောင်ထိုးတဲ့အဆေးဖြစ်ပြီးတော့ပဇွန်အတုတွေမှာပါနေရဲဆိုတာယွန်စရာလဲကောင်းပြီးတော့အနေနဲ့များပါတယ်။ဒီလိုပဇွန်အတုတွေကိုဗီယက်နမ်နိုင်ငံနဲ့တရုတ်နိုင်ငံတွေကနေအများဆုံးထုတ်လုပ်ကြဖြစ်ပြီးတော့အာဆီယံနိုင်ငံတွေနဲ့နိုင်ငံတကာတင်ပို့မှုတွေမှာလည်းပဇွန်အစစ်နဲ့အတူရောနှောတင်ပို့နေကြတာကိုဖမ်းမိထားတဲ့အာဏာပိုင်ကနေတဆင့်သိရပါရဲ့ရှင်။ဒါကြောင့်ဈေးကွက်ထဲမှာရောက်နေတဲ့ပဇွန်အတုတွေကိုမဝယ်မိဖို့ဆိုရင်တေချာစမ်းကြည့်ကန်ကြည့်ပြီးမှဝယ်ယူဖို့လိုအပ်နေပါပြီ။အခွန်မပါတဲ့ပဇွန်နဲ့အခွန်ပါတဲ့ပဇွန်တုပ်တွေကိုအလွယ်တကူဝယ်မစားပဲတေချာကြည့်ရှုပြီးမှသာစားသုံးကြပါလို့တတိပေးလိုက်ပါတယ်။အတူတတိငတေမှာပြီးရောလူတွေဝိသမလောဘသားတွေကြောင့်ဖြစ်လာတဲ့အန္တရာယ်တွေကင်းပြီးတော့ရှင်လန်းချမ်းမြေ့တဲ့ဘဝကိုပိုင်ဆိုင်ရပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ဟုတ်ကဲ့ပါရှင်ဒီနေ့ဗီဒီယိုမှာတော့လွန်ခဲ့တဲ့ရက်ပိုင်းကဖမ်းမိခဲ့တဲ့အန္တရာယ်များတဲ့ပဇွန်အတုတွေအကြောင်းကိုတင်ဆက်ပေးသွားဖြစ်ပါတယ်။နောက်တစ်ပတ်တွေမှာလည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်မရဲ့ channel လေးကို subscribe လုပ်ခဲ့ပေးဖို့မမေ့ပါနဲ့နော်။အဆုံးထိကြည့်ရှုပေးတဲ့ပရိသတ်ကြီးတွေနဲ့မြန်မာပြည်သူပြည်သားအပေါင်းစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေ။အစားသောက်အတိုးပတွေမှကင်းဝေးကြပါစေလို့ဆုတောင်းပေးရင်းနဲ့တင်ဆက်လိုက်ရပါတယ်ရှင်။